ဒါကတော့ကျမရဲ့ပထမဆုံး daily vlog video လေးပဲဖြစ်ပါတယ် daily vlog ဆိုတာဆက်တော့ကျင်းသွားပြီးတော့ကျင်းပြန်နေတာလေးကိုပဲရိုက်ထားဖြစ်ပါတယ်ကျင်းဆော့မယ်ဆိုတဲ့အကြောင်းပြချက်လေးကတော့အမြဲတမ်းစိတ်ကူးရှိခဲ့ပါတယ်ဒါပေမဲ့လည်းအကြောင်းမျိုးကြောင့်မဆော့ခဲ့ပေမဲ့ဒီတစ်ခါတော့တကယ်စိတ်ကူးအကောင့်ထဲပေါ်နိုင်ခဲ့ပါပြီအိမ်မှာလုပ်တဲ့ work တွေကတော့ဒီရဲ့အတိုင်းပဲပြင်းပြီးတော့လုပ်ချင်တဲ့အချိန်မှာထားလုပ်ပြပေမဲ့အခုကတော့ကျင်းကိုပတ်စံပေးလိုက်ပြီးဆိုတော့တွင်းထားတဲ့ပတ်စံကိုနှမျောပြီးတော့မတော်မဖြစ်သွားရပါတော့မယ်ကျင်းသွားရမယ့်အချိန်မှာမေအမိုက်ထုတ်ရောယူသွားဆိုတာနဲ့တခါရဲ့လမ်းကြုံအမိုက်လေးရောဝင်ပစ်ပေးခဲ့ပါတယ်အရင်တော့ကျင်းဆော့မယ်ဆိုပြီးတော့မဆော့ပစ်ခဲ့တဲ့အကြောင်းရင်းတွေအများကြီးတခုကတော့သွားလိုက်ပဲဖြစ်ပါတယ်အရင်တော့ကျင်းနဲ့အိမ်တွေကဝေးရကြအိမ်ကလိုက်ဖို့ပြရမှာဆိုတာလဲအားနာတာနဲ့မဆော့ပြခဲ့ပါဘူးဒါပေမဲ့အခုကတော့လမ်းလျှောက်သွားရုံနဲ့လည်းရောက်တာတော့ဆော့ဖို့ပိုဆင်ပြေပါပါတယ်အချိန်ကတော့အရင်ဆုံးတစ်လစာပဲအရင်သွင်းထားပါတယ်ဘာဖြစ်လဲဆိုတော့နောက်လိုက်ကြမလုပ်နိုင်ပါဆိုလို့ပါသူကပထမဆုံး2ရက်ကို trainer နဲ့ appointment ရှိရပေါ့နော်အခုကဒုတိယမြောက်နေ့ဆိုတော့ trainer ချိန်တဲ့အချိန်ကိုသွားခဲ့ရဖြစ်ပါတယ်ဒီနေ့ကတော့ cardio exercise တွေလုပ်ခဲ့ရပါတယ်လမ်းလျှောက်ဇက်ပေါ်မှာနိုင်ဝက်လောက်ပြေးလမ်းလျှောက်တယ်ပြီးတော့ကျတော့ဘာဆက်လည်းမသိဘူးသူလည်းအဲ့လိုမျိုးပဲစပိန်စီးတယ်လို့မျိုးပဲဒါပေမဲ့သူကလက်ပါလုံရတယ်ပေါ့နော်အဲ့ဟာလေ15မိနစ်လောက်ဆော့ခဲ့ပါတယ် trainer လည်းရှိရောဗီဒီယိုတော့မရိုက်ခဲ့ပါဘူးဆော့ပြီးတော့ခဏအမောဖြေပြီးတော့မမေရစီတီမက်ကနေမှာလိုက်တဲ့ပစ္စည်းလေးရှိရနဲ့စီတီမက်သွားပြီးတော့ပစ္စည်းဝယ်ခဲ့ပါတယ်ကျင်းဆက်ချင်းဆိုတာဆိုတော့ကျတော့6ဒီလက်တရနာနေပေါ့နော်အဲ့တော့ကျတော့ဝယ်လာတဲ့ပစ္စည်းတွေကိုမနှင်းသိခဲ့ရပါတယ်အိမ်ပြန်တော့ကျမရဲ့မွေးစားညီမလေးကကျမဦးဆုံးလာကြိုပါတယ်အိမ်ပြန်ရောက်တော့ပိုက်စားပြီးလို့ပြောလိုက်တာနဲ့မမေကကျမရဲ့ညီညွတ်အောင်ကော်ဖီတုပ်ပြုတ်ပေးပါတယ်ဒါတော့ကျမရဲ့မွေးစားညီမလေးပေါ့နော်ချင်းစောနေတော့ protein တက်လေးလိုအားကြောင့်ကျမရဲ့မွေးစားညီမလေးပကံနေရတဲ့ကြက်သားလုံးကောက်ယူပြီးညစာစားလိုက်ပါတယ်